င်္ဂလာပါအဲ့တော့မင်းညာလည်းအားလုံးပဲအဆင်ပြေကြလိမ့်မယ်လို့ထင်ပါတယ်ဒီနေ့တော့နည်းနည်းလေးစောမယ်ပေါ့အဲ့တော့ထုံးတဲ့တိုင်းပဲဒီနေ့ညလည်းကျွန်တော်ညီမစံတော်ချိန်8 နာရီမှာကိုနေဖွတ်ဘောမှာယူလိုက်ရှိပါတယ်ဒါကတော့အပေါ်ဆုံးအမီးဖြစ်တယ်ပေါ့အဲ့တော့ကျွန်တော်တို့ဒီမှာပြောချင်တာရှိတာကဒီ Facebook ကညီကိုတွေ YouTube ကညီကိုတွေ TikTok ကညီကိုတွေအနေနဲ့ဒီကျွန်တော်ရဲ့ Telegram Free Channel လေးကိုလည်း join ပေးကြပါအောင်လို့ Telegram Free Channel ကမင်းညာလည်း Arsenal မင်းညာလည်းရတယ်အဲ့ရင်ညလည်း Arsenal Chelsea လောက်ရရမှာဒါကျွန်တော်တော့ကောင်းကောင်းမကွဲတော့ဘူးအဲ့ Telegram Free Channel အဲ့ဒီဟာလေးကို join ပေးကြပါအောင်လို့မြစ်တာရက်ခတ်ပြန်ပါတယ်အဲ့တော့စမယ်ပေါ့ဒီညအဲ့ comment မှာကျွန်တော် link ချပေးပါမယ် TikTok ရော YouTube ရော Facebook ရောအဲ့တော့ဒီညဒီမှာပြောမယ်ပွဲကကျွန်တော်တို့ Arsenal နဲ့ Brentford နဲ့ပွဲ Arsenal နဲ့ Brentford နဲ့တွေ့တယ်အဲ့တော့ဒီညတော့ထူးထူးဆန်းဆန်းတွေ့နေတာကဒီညအကြီးပြောတယ်ဒီညကြီးတွေအကုန်လုံးပြောနေတာလီဗာပူးတသိန်းကလွဲရင်ကျန်တဲ့သင်းတွေအားလုံးပြောနေတော့စဉ်းစားရတော့နည်းနည်းကြက်တယ်အဲ့တော့ Brentford နဲ့ Arsenal နဲ့တွေ့တယ် Arsenal အိမ်ကွင်းမှာကစားရမယ်ကြီးက140ရှုံးပေးတယ်သုံးလုံးကို80စားပေးတယ်အဲ့တော့အမှန်တိုင်းပြောရင်ဒီပွဲကလည်းကျွန်တော်ဒီသုံးသက်ကြည့်သလောက်ဆိုရင်မင်းညာကဟိုဟာပွဲလိုပဲကျွန်တော်တို့မင်းညာကဒီလီဗာဒီဘာစီလိုနာနဲ့အက်တလက်တီကိုမတ်တစ်ပွဲလိုပဲဘာကြောင့်လဲဆိုတော့မင်းညာကဘာစီလိုနာနဲ့အက်တလက်တီကိုမတ်တစ်ကိုကျွန်တော်ပြောခဲ့တယ်ဒါ3လုံးကို60ရှုံးကျွန်တော်တို့ပြ60လောက်ပဲရင်းစရာလိုမယ်ကျန်တဲ့3လုံးကတော့တေချာပေါက်သွားတယ်လို့ပြောခဲ့တယ်ဒါတောင်မှပထမပိုင်းကညွန်ဒေါစကီတွေပဲပင်နယ်တီပဲရှောက်ချိုးကန်နေရနဲ့မိနစ်တည်းကနောက်ပိုင်းထိရောက်သွားတာအမှန်တကယ်ပထမပိုင်းကိုကလေးက3-4လုံးက3လုံးအောက်ခံသွားမယ်အနေထားဖြစ်နေတာအဲ့တော့ခုလက်ရှိအာဆင်နယ်ပွဲလဲကျွန်တော်အဲ့လိုမြင်တယ်အာဆင်နယ်အနေနဲ့ပြီးခဲ့တဲ့ဘက်ကချေချိုးသွားတယ်ကျွန်တော်တို့အာဆင်နယ်အနေနဲ့ပြီးခဲ့တဲ့ဘက်ကချေချိုးသွားတယ်ချက်စီကိုတည်ကြတယ်အဲ့တော့အာဆင်နယ်ကနည်းနည်းလေးစိတ်ကြီးနည်းနည်းလေးဖြစ်လာတယ်နည်းနည်းလေးစိုးရိမ်စရာကောင်းလာတယ်ဘာလို့လဲဆိုတော့နောက်ဆုံး5ပွဲမှာနောက်ဆုံးဒီ4ပွဲမှာပေါ့ကျွန်တော်နောက်ဆုံး5ပွဲမှာ2ပွဲထိတည်ကြသွားတာကနည်းနည်းလေးစိတ်ကြီးဖြစ်တယ်ဒါမှတည်ကြတဲ့အသင်းတွေကလည်းကျွန်တော်တို့ဆန်ဒါလန်နဲ့ချက်စီဆိုတော့လေတားကြီးလို့ပြောလို့မရသေးဘူးအဲ့တော့ခုလက်ရှိကြီးက140ရှုံးကြီးပေါက်နေတယ်ကျွန်တော်အမြင်ရပြောရင်အဲ့ဒီကြီးကနည်းနည်းလေးတော့ပြောတဲ့အောင်တော့ကျွန်တော်စိတ်ထဲမှာရှိတယ်ဒါပေမဲ့ကြီးပြောနေတာသူတသိန်းလည်းမဟုတ်ဘူးဒီညမှာဘိုင်ယန်လည်းပြောတာပဲအာဆင်နယ်လည်းပြောတာပဲချက်စီလည်းပြောတာပဲကျွန်တော်တို့ဒီပြောနေရတယ်ဆိုရင်ခရစ်စတယ်ဘဲလီလည်းပြောတာပဲဒေါ်တန်ဖော်တယ်လည်းပြောတာပဲအဲ့တော့အကုန်ကြီးပါကပြောနေတယ်ဒီဘာလို့တသိန်းကလွှဲရင်အကုန်ကြီးပါပြောနေတဲ့အတွက်ကျွန်တော်အနေနဲ့အဲ့လောက်ကြီးတော့ဒါကြီးကိုစီးပြတ်ထားရင်ပြောချင်တယ်အဲ့တော့140ရှုံးအနေထားမှာကျွန်တော်ကတော့ရင်းသင်းတဲ့ဟာတခုကိုပြောပြတယ်အဲ့ဒါဘာလဲဆိုတော့တေချာဘောက်ကတော့ကျွန်တော်စိတ်ထဲမှာချက်စီတို့ဆန်နာလန်တို့ခန့်ကန်နိုင်တာမှန်ပေမဲ့အာဆင်နယ်အိမ်ကွင်းမှာအာဆင်နယ်တီကြတဲ့နှစ်ပွဲလုံးကအဝေးကွင်းနေကြီးပဲဒီရာဒီမှာသူ့ရဲ့အိမ်ကွင်းကတပွဲမှာရှုံးပွဲမရှိဘူးအဲ့တော့ကျွန်တော်အမြင်ညာပြောရင်တေချာဘောက်အာဆင်နယ်ကတကူကနိုင်တယ်ကျွန်တော်ပြောချင်တာမင်းညာလို့ပဲနှစ်ခုသွားမသွားကိုစောင့်ကြည့်ရပဲ feeling ကောင်းတယ်ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ကဗျာအဲ့လိုတပွဲနဲ့မှန်းတဲ့အချိန်မှာကိုယ့်အတွက် safety back ကိုလည်းကျွန်တော်တို့ကရှားထားရတယ်ကျွန်တော်ပြောချင်တာကျိုးရင်တောင်မှဗျာကျွန်တော်တို့ပြား60လောက်ပဲရှုံပြား40လောက်ပဲရှုံးနေဆိုတော့ကျွန်တော်တို့ခံတာတဲ့ဟာမျိုးပဲလीကျွန်တော်မင်းညာလည်းကျွန်တော်ဘာစီလိုနာဘက်ကိုအဲ့လိုပဲပြောခဲ့တာဘာစီလိုနာအနေနဲ့ကျွန်တော်တို့ရှုံးရင်တောင်ပြား60ပဲကျွန်တော်တို့အပြတ်မရှုံးနိုင်ဘူးဆိုပြီးပြောခဲ့တယ်ခုအာဆင်နယ်ပွဲလည်းကျွန်တော်အနေနဲ့မြင်တယ်နောက်တစ်ခုကအာဆင်နယ်ကကျွန်တော်တို့ဒီပွဲမှာချက်စီးနဲ့ကထအောက်ဖြစ်နေတယ်ချက်စီးနဲ့ထအောက်ဖြစ်နေတာဖြစ်တဲ့အတွက်အမှတ်ကလည်းကျွန်တော်တို့မိုင်စီးတီးနဲ့က2မှတ်ပဲလိုတော့တယ်ဒီညကသူ့အတွက်ကမဖြစ်မနေနိုင်ဖို့လိုတယ်140ရှုံးဖြစ်တယ်အာဆင်နယ်အိမ်ဝင်းဝိတ်နဲ့ကပြန်ဖိမှာပဲဟုတ်တယ်နောက်တန်းကဆလီဘာတို့ကာဘာရီယေတို့မပါပင်မဲ့မော်စကွီတာတို့ဟင်ကာဗီတို့နဲ့ရတော့ဘရန်ဖိုးလောက်ကတော့ရတယ်ကျွန်တော်ပြောချင်တာဘရန်ဖိုးကနယူကာဆယ်တို့ဘန်လီတို့နိုင်ထားရမယ်ဂျားထဲမှာရှုံးထားတဲ့အရာတွေရှိတယ်အဲ့တော့လက်ရှိမှာလူကလည်းဟိုနောက်တန်း CB နှစ်ယောက်ကလွှဲရင်တော်တော်များများလူဆုံးလာတဲ့ဒီအာဆင်နယ်ကူပဲအနည်းဆုံးတော့ရှုံးခဲ့ရင်တောင်40ပဲကျွန်တော်အမြင်ရပြောရင်တီတာပေါက်နိုင်တယ်အိမ်ကွင်းမှာဖိလိုက်မယ်လို့ကျွန်တော်မြင်တယ်အဲ့တော့အာဆင်နယ်အသင်းကြိုက်တယ်ပေါ့အဲ့တော့ညီမစံတော်ချိန်8 နာရီမှာတော့ကျွန်တော်တို့ YouTube live ရှိတယ်ပေါ့အဲ့တော့ကိုနေဖို့ပေါ်မှာပါဆော့ကာစကူပိုင်မောင်းနေမှာမဟုတ်ပါဘူးအဲ့တော့ Telegram လေးကိုလည်း join ပေးကြပါဦးအားလုံးပဲကျေးဇူးတင်ပါတယ်